အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာအခွင့်အလမ်းတွေကိုဘယ်လိုမျိုးဖန်တီးရမလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဘဝမှာအခွင့်အလမ်းတွေဆိုတာကံကောင်းလို့ရလာတာပဲလို့လူအများကထင်တတ်ကြပေမဲ့အမှန်တကယ်တော့ကိုယ်တိုင်ဖန်တီးနိုင်တဲ့အရာတွေပါပဲအခွင့်အလမ်းတွေဟာအလွတ်တန်းပေါ်လာတာမဟုတ်ပဲကိုယ့်ရဲ့အတွေ့အခေါ်အကျင့်ပြုမှုနဲ့ကြိုးစားအားထုတ်မှုတွေကြောင့်တဖြည်းဖြည်းဖန်တီးလာတာဖြစ်ပါတယ်နံပါတ်1ကိုတိုးတက်အောင်လုပ်ပါဥပမာပညာသင်ကြားခြင်းကျွမ်းကျင်မှုအသစ်တွေလေ့လာခြင်းအတွေ့အကြုံတွေစုဆောင်းခြင်းတွေကအခွင့်အလမ်းတွေဝင်လာနိုင်တဲ့တကားကိုဖွင့်ပေးနိုင်ပါတယ်ကို့မှာအရေးချင်းရှိလာရင်အခွင့်အလမ်းကကိုယ့်ကိုရှာလာတတ်ပါတယ်နံပါတ်2အပြောင်းအလဲကိုမကြောက်ပါနဲ့အခွင့်အလမ်းအသစ်တွေဟာအမြဲတမ်းကိုယ့်ရဲ့တက်တာတဲ့ဆုံးအပြင်ဘက်မှာရှိနေတတ်ပါတယ်အနည်းရှိနိုင်ပေမဲ့စမ်းသပ်ကြည့်ရခြင်းအခက်အခဲတွေကိုသင်ခန်းစာအဖြစ်လက်ခံနိုင်ခြင်းကအခွင့်အလမ်းကိုဖန်တီးပေးပါတယ်ထို့အပြင်လူတွေကိုယ့်ရဲ့ချိတ်ဆက်ခြင်းလည်းအရေးကြီးပါတယ်လူတွေနဲ့ပေါင်းသင်းဆက်ဆံရင်အမြင်အသစ်တွေရရှိလာပြီးကိုမမြင်နိုင်ခဲ့တဲ့လမ်းကြောင်းတွေကိုမြင်လာနိုင်ပါတယ်နံပါတ်3လက်မလျှော့ပဲဆက်လက်ကြိုးစားနေခြင်းအခွင့်အလမ်းတစ်ခုဟာချက်ချင်းမပေါ်လာနိုင်ပေမဲ့ကြိုးစားမှုတွေစက်တိုက်စုလာတဲ့အခါတနေ့တည်းမှာပဲအခွင့်အလမ်းကြီးတစ်ခုလိုပေါ်လာတတ်ပါတယ်ဒါကြောင့်ဘဝမှာအခွင့်အလမ်းကိုစောင့်နေတာထက်ကိုယ်တိုင်လှုပ်ရှားလှုပ်ဆောင်ပြီးဖန်တီးတတ်တဲ့သူဖြစ်လာနိုင်မှသာအောင်မြင်မှုနဲ့နီးကပ်လာမယ်ဆိုတာမလွဲမသွေပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်